ကျောင်းလူတော်ကိုယ်လည်းကြားခင်ဗျာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကုန်းမှ60နဲ့နိုင်ငံတော်သမ္မတနဲ့ဒုတိယသမ္မတများရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာဥပဒေကုန်းမှ4ဝရသမ္မတရွေးချယ်တင်မြှောက်ရေးဖွဲ့ကိုပြည်တော်လူတော်ကိုယ်လည်းစုဖွဲ့သုံးဖွဲ့ဖွဲ့ပြီးစုဖွဲ့တစ်ဖွဲ့စီကဒုတိယသမ္မတဦးစီးကိုရွေးချယ်တင်မြှောက်ကြမှာဖြစ်ပါတယ်စုဖွဲ့သုံးဖွဲ့ကတော့1ရေကောက်ကပြည်သူ့လူတော်ကိုယ်လည်းများစုဖွဲ့2ရေကောက်ကမျိုးသားလွတ်တော်ကိုယ်လည်းများစုဖွဲ့3တက်တော်သားလွတ်တော်ကိုယ်လည်းများစုဖွဲ့လို့ဖြစ်ပါတယ်လွတ်တော်ကိုယ်လည်းများစုဖွဲ့လိုက်ဒုတိယသမ္မတဦးစီးကိုရွေးချယ်တင်မြှောက်နိုင်မှုတွေဒုတိယသမ္မတလောင်းများအဆိုပြုပြီးလွတ်တော်ကိုယ်လည်းများစုဖွဲ့ပြုလို့ကို2026ခုနှစ်မတ်လ30ရက်တနင်္လာနေ့တွင်စတင်ကျင်းပပြုရဖြစ်ကြောင်းနိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာဥပဒေ400သတ်မှတ်ကြေညာပါတယ်